အခုနောက်ပိုင်းဂျပန်မှာကျောင်းလာတက်တာတွေအလုပ်လုပ်တာတွေလုပ်တဲ့လူတွေများလာတာနဲ့အများပေါ့နော်ဂျပန်နိုင်ငံမှာနေတာကောင်းတယ်မကောင်းဘူးနိုင်ငံခြားသားတွေလာတဲ့နဲ့မလာတဲ့ဘူးစသဖြင့်အမျိုးမျိုးပြောလာတဲ့အတွေ့အမြင်တွေအများကြီးများတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဂျပန်နိုင်ငံအစိုးရအနေနဲ့လည်းအခုနောက်ပိုင်းမှာနိုင်ငံခြားသားတွေပေါ်မှာပို့ပြီးတော့မှတင်းကျပ်တဲ့စီမင်းစည်းကမ်းတွေအခွန်ကောက်ခံတာတွေလုပ်လာတဲ့အတွက်ကြောင့်မလို့ဒါဂျပန်နိုင်ငံကနေပြီးတော့မှထွက်ခွာနေတဲ့နိုင်ငံခြားသားတွေဆိုလည်းအများကြီးရှိရပေါ့နော်အဲ့တော့ဒီလိုအခြေအနေတွေထဲမှာအခုလက်ရှိဂျပန်နိုင်ငံကမြန်မာနိုင်ငံကကျောင်းသားတွေအတွက်ဂျပန်မှာကျောင်းလာတက်ချင်တဲ့လူတွေအတွက်လာတဲ့နိုင်ငံတစ်ခုဖြစ်နေသေးရဲ့လားဆိုတဲ့ဟာကိုကျွန်တော်တူတယောက်တည်းရဲ့အမြင်အရဒီဗီဒီယိုထဲမှာဆွေးနွေးတော့ပြီးမှဖြစ်ပါတယ်အဲ့တော့ဂျပန်စာအသစ်လေ့လာဖို့စဉ်းစားနေတယ်ဂျပန်တက်ဖို့ဂျပန်ကိုလာဖို့စဉ်းစားနေရဆိုတဲ့သူတွေကဒီဗီဒီယိုအဆုံးထိကြည့်လိုက်တယ်ဆိုရင်တော့ဒါဂျပန်ကိုရိုင်းကဂျပန်ကိုလာတင်လားမလာတင်ဘူးလားကိုနဲ့ကိုက်ညီလားမကိုက်ညီဘူးလားဆိုတာကိုတည်တည်ချာချာသိသွားပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုအဆုံးထိကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ချမ်းပါဂျပန်နိုင်ငံမှာတက္ကသိုလ်တက်ပြီးတော့အခုလက်ရှိဂျပန်မှာအလုပ်လုပ်ခဲ့ပြီးတော့အခုလက်ရှိကတော့ကိုပိုင်ဂျပန်နိုင်ငံမှာကုမ္ပဏီထောင်ပြီးတော့မှကိုပိုင်အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကျောင်းသားဘဝကိုလည်းဖြတ်တန်းခဲ့ပူတယ်ကုမ္ပဏီဝန်ထမ်းဘဝကိုလည်းဖြတ်တန်းခဲ့ပူတယ်နောက်တစ်ခုကအခုလက်ရှိဂျပန်နိုင်ငံမှာကိုပိုင်လုပ်ငန်းလုပ်နေတဲ့လုပ်ငန်းရှင်တယောက်ရဲ့ဘဝကိုလည်းဖြတ်တန်းဖူးတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တယောက်တည်းရဲ့အမြင်အနေနဲ့ဆွေးနွေးပေးတာဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်ကျောင်းသားတွေပေါ့နော်ဂျပန်မှာကျောင်းလာတက်ချင်တဲ့ကျောင်းသားတွေကဂျပန်နိုင်ငံကိုလာတင်လားမလာတင်ဘူးလားဆိုတာကိုကျွန်တော်အချက်လေးတွေခွဲပြီးတော့ပြောပြပေးပါမယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ဂျပန်နိုင်ငံကလာတင်လားမလာတင်ဘူးလားဆိုတော့သွားလို့ရတဲ့မြန်မာနိုင်ငံကနေပြီးတော့မှကျောင်းတက်ဖို့အတွက်သွားလို့ရတဲ့သွားနေကြတဲ့ရွေးချယ်စရာရှိတဲ့နိုင်ငံတွေထဲမှာဂျပန်နိုင်ငံကလက်လန်းအမီဆုံးနိုင်ငံတစ်ခုဖြစ်နေတယ်ဆိုတာကိုတော့ညင်းလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာလာခဲ့တဲ့စီနီယာတွေကလည်းအများကြီးရှိတယ်အဲ့တော့လာဖို့နီးလန်းနေဆိုရင်လည်းအများကြီးရှိတယ်လို့မျိုးနောက်တစ်ခုက information အနေနဲ့ဆိုရင်တော့တခြားနိုင်ငံတွေကိုသွားတာထက်ဂျပန်ကိုလာတဲ့လူတွေကပုံများတဲ့အတွက်ကြောင့်မလို့ဂျပန်နိုင်ငံမှာကျောင်းတက်ဖို့အလုပ်လုပ်ဖို့စသဖြင့်အဲ့ဒါနဲ့ပတ်သက်တဲ့information တွေဒီတခြားနိုင်ငံတွေထက်ကိုအများကြီးပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့ဒီထဲမှာကိုကမှန်ကန်တဲ့ information မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်နိုင်မယ်ဆိုရင်တော့ဂျပန်နိုင်ငံမှာတော့တင့်အတွက်နေရာတနေရာရှိနေသေးတယ်လို့ပြောလို့ရပါတယ်နံပါတ်2ချက်အနေနဲ့ကဂျပန်မှာကျောင်းလာတက်တင်လားဆိုတာကနောက်တစ်ခုကကျောင်းလာခပေါ့နော်ဆိုတော့မြန်မာနိုင်ငံကအရန်ချမ်းသာတဲ့မိဘတွေရဲ့သားသမီးတွေကတခြားအနောက်နိုင်ငံတွေအင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကိုသွားကြတယ်ဒါပေမဲ့လို့တကယ်ကျွန်တော်တို့လိုလူလက်တန်းစားပေါ့နော်အဲ့လောက်ထိပတ်စံကိုတိမ့်ထောင်နေချင်မတတ်နိုင်ဘူးဆိုတဲ့မိသားစုတွေအတွက်ကတော့ဂျပန်နိုင်ငံဒီရွေးချယ်စရာတစ်ခုဖြစ်နေသေးပါပဲဘာဖြစ်လို့လဲဆိုတော့ကျောင်းလာခဒီတခြားအနောက်တိုင်းနိုင်ငံတွေနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်ဂျပန်နိုင်ငံကတော်တော်လေးတက်တာတဲ့ထဲမှာပါတယ်လို့မျိုးအထူးသဖြင့်မြန်မာနိုင်ငံလိုမျိုးဖွံ့ဖြိုးတိုးတက်စေနိုင်ငံတစ်ခုကလာတဲ့ကျောင်းသားတွေအတွက်ဆိုရင် scholarship တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ scholarship အခွင့်အရေးတွေကတော့အများကြီးရှိရမှန်းတယ်ဒါပေမဲ့လို့ကျောင်းသားတွေကလူတိုင်းရနိုင်သလားဆိုတော့လူတိုင်းမရနိုင်ပါဘူးပတ်စံဆိုတာပတ်စံပေးတယ် scholarship ဆိုတာပတ်စံပေးတာပဲလေနော်ပတ်စံပေးတယ်ဆိုတာလူတိုင်းကိုမပေးပါဘူးတကယ်တမ်းတော်ပြီးတော့အရေးချင်းရှိတဲ့စ조사တဲ့ကျောင်းသားဖြစ်မှသာလင်ပေးမှာပါအဲ့တော့ကိုကအဲ့ဒီ scholarship ကိုရဖို့အတွက်ဆိုရင်လည်းပဲကိုမှရှိတဲ့အရေးချင်းမြင့်ဖို့လိုတယ်ကောင်းတဲ့တက္ကသိုလ်တွေမှာတက်ဖို့လိုတယ်အဲ့ဒါမှသာလင်ကိုကဒီသူတို့ပေးတဲ့အခွင့်အရေးကိုရပြီးတော့မှသူတို့နိုင်ငံမှာငချင်းစီနဲ့ငချင်းကြော်ပြီးတော့ကျောင်းတက်နိုင်မှာပေါ့နော်ကျွန်တော်ဆိုရင်လည်းပဲဒီပုံစံအတိုင်းပဲဂျပန်မှာ scholarship ရပြီးတော့မှကျောင်းတက်ခဲ့တာကိုပိုင်အိတ်ကနေစိုက်ပြီးတော့ထုတ်ခဲ့တယ်ဆိုတာအများကြီးမရှိခဲ့ဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးတကယ်စ조사ချင်တဲ့ကျောင်းသားတွေအတွက်ဆိုရင်တော့ဂျပန်နိုင်ငံကအခွင့်အရေးတွေအများကြီးရှိတယ် scholarship ဆိုတဲ့နေရာမှာလည်းပဲဒါဂျပန်ကျောင်းသားတွေတော်တော်များများဆိုရင်ပေါ့နော်သူ့နိုင်ငံမှာသူနေတယ်ဆိုရင်တော့မှအဲ့လိုမျိုးသူတို့ကိုပေးတဲ့ scholarship ဆိုတာကကျောင်းတက်ပြီးဘွဲရသွားတဲ့နောက်ပိုင်းမှာတက္ကသိုလ်ဘွဲရသွားတဲ့နောက်ပိုင်းမှာဒီအစိုးရကိုပြန်ဆက်ရတယ်ဆိုတဲ့လုံးပေါ့နော်အကျွေးချပေးတယ်ဆိုတဲ့ပုံစံမျိုးပဲရှိတာဒါပေမဲ့ကျွန်တော်တို့နိုင်ငံခြားသားတွေရတယ်ဆိုတဲ့ scholarship တွေဒီကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာတကြမ်းမှသူတို့ပြန်ဆက်ဆရာမလိုတဲ့ scholarship တွေအခွင့်အရေးတွေဒီအများကြီးရှိတာဆိုတော့ဒီအခွင့်အရေးကိုတေချာပေါက်ဒီလောက်ထိခက်ခဲမနေဘဲနဲ့လာလို့ရတာဂျပန်နိုင်ငံပဲရှိတယ်လို့တော့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်ဂျပန်လာပြီးတော့မှရောက်ကနေက language school မှာlanguage school တက်တယ်ကျောင်းကိုတက်ရုံပဲတက်တယ်စာကလည်းလုပ်ရုံပဲလုပ်တယ်အချိန်ပိုင်းလုပ်တယ်ပဲအများကြီးလုပ်နေတယ်နောက်တစ်နှစ်မှလည်းပဲကောင်းတဲ့တက္ကသိုလ်မသွားနိုင်ဘူးဆိုတဲ့သူတွေအတွက်ကတော့ဒီအခွင့်အရေးတွေကရှိမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုကစာမလုပ်ချင်ဘူးအချိန်ပိုင်းလုပ်ဖို့ပဲလာတဲ့လူတွေအတွက်ဆိုရင်တော့ပြန်ပြီးတော့စဉ်းစားတင်တယ်လို့ထင်ပါတယ်ဂျပန်နိုင်ငံကအခုကမိဘတွေကအကျွေးနဲ့ပို့ပြီးတော့မှအကျွေးပြန်ဆက်ဖို့အတွက်ပတ်စံရှာပြီးတော့အကျွေးပြန်ဆက်ပေးလို့ရတဲ့နိုင်ငံတစ်ခုမဟုတ်တော့တယ်လို့မျိုးကျောင်းနဲ့လာတယ်ဆိုရင်လည်းဒါပတ်စံရှာဖို့အတွက်လာလို့ရတဲ့နိုင်ငံတစ်ခုမဟုတ်တော့ဘူးပေါ့နော်အဓိကကိုဘိုးကတိုးတက်ဖို့အတွက်တကယ်ကို scholarship အခွင့်အရေးတွေယူမယ်ဆိုတဲ့သူတွေအတွက်ကတော့ဒါအကောင်းမွန်တဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဆိုတာကိုတော့ကျွန်တော်တို့ညင်လို့မရပါဘူး